ချိန်တွေပြောင်းလဲသွားပြီမဲ့မပြောင်းလဲရင်တိုင်းပဲရှိတဲ့တွေနဲ့ပြောစရာတွေကြကိုယ်တို့နေရာရဲ့ကဘာငယ်လုံးသားထဲမှာမျက်ရှိနေတော့ပဲဒီနေ့အလေးမှာမနဲ့တွေ့ခဲ့အမတရားပေါင်းများ